ပန်ဆယ်လိုကိုကြောက်တယ်လို့ပြောနေကြတဲ့သူတွေကျမကပန်ဆယ်လိုကိုကြောက်စရာအကြောင်းမရှိဘူးပန်ဆယ်လိုနဲ့ပတ်သက်ခဲ့တာ2019မှာအမေစုရင်တိုးဝယ်တာโอเคနော်2,900,000တန်သူကကျမကိုမပြောမဆိုပဲနဲ့ရင်တိုးကိုဆွဲသီးပို့လိုက်တယ်လေကျမကကိုရီးယားမှာဒီဆဲသီးနဲ့ဘယ်လိုလုပ်မှာတော့ရင်တိုးလေးမှနေရတကအဆင်ပြေမှာပေါ့ဆွဲသီးရနေရတကဘယ်လိုလုပ်အဆင်ပြေမှာလဲဆွဲသီးကိုကြည့်လိုက်စမ်းပါဘယ်လိုလုပ်လာမှာလဲတောတမကြီးကြာနေတာဆွဲသီးရရင်တိုးလေးရဘယ်နေရမဆိုရင်တိုးလေးကလှရလေကျမရင်တိုးမှာတယ်သူပြောတဲ့အချိန်တိုင်းကျမစောင့်နေပြီးတော့သူပြောတဲ့အချိန်တည်းနည်းနည်းလေး2ရက်လောက်ပဲလိုတာပါ2ရက်လောက်ပဲလိုတာပါကျမကဘယ်နေရာလေးကိုပို့ပေးပါပြောတယ်သူပို့လာတာအမှားကြီးတကယ်တော့လေ तू ကစေတနာနဲ့ပို့လိုက်ပါညာနဲ့ပြောတယ်ဆိုရင်တော့ customer ကိုယူမလားမယူလား तू ရင်မေးရမှာကျမအောင်မမေးဘဲနဲ့ तू ပို့လိုက်တယ်တကယ်တော့ तू ညာတာပါတကယ်တော့ तू ညာတာပါကျမပြောလိုက်တဲ့အခါကျတော့မှအမလေးအကောင့်ပေါင်းစုံကနေကျမအကောင့်နေရဒီလိုပဲကြာတာပါလိုက်ထူတာကိုရီးယားမှာပြဿနာတွေရှိတော့လေအဲ့တော့အကောင့်ပေါင်းစုံကနေလာပြောတာပါညာနဲ့လောက်ပြီးတော့ဆဲဆူလို့ကျမနဲ့သူနဲ့အဲ့ဒီချိန်ကလေးကပြောဆိုလုပ်တဲ့အခါနင်ခိုးနေတာငါမသိလို့လားနင်ကအမေစုကိုဘန်းပြပြီးတော့လှုပ်ရှားနေတာငါမသိလို့လားနဲ့ကျမကအဲ့ဒီ2019တုန်းကပြောလိုက်တာကျမတို့ပွဲသိမ်းသွားပြီနော်သူလည်း Facebook မပေါ်ကျမလည်းမတင်ဘူး like လည်းမလွှင့်ပါဘူးဟုတ်ပြီနော် like လည်းမလွှင့်ပါဘူးသူက like လွှင့်တယ်တို့ပြီးတဲ့အခါကျတော့တက်စီက2000တက်စီက2000တို့အဲ့ဒီ2019တုန်းကတက်စီက2000မရှိပါဘူးသူတို့ဘာတသူတို့ကားနဲ့လာပို့တာပစ္စည်းတွေအများကြီးနဲ့ကားနဲ့လာပို့တာလေဒါကျမညမနေတဲ့ကျောင်းကိုလာပို့တာလေဟုတ်ဘူးလားသူတကယ်လို့ပေးချင်တယ်ဆိုရင်တော့စေတနာမေတ္တာနဲ့ပေးတယ်ဆိုရင်တော့မကျမကိုဒီလိုမျိုးချိန်သွားတယ်ယူမလားဆိုတာမေးရမှာဒါလူတိုင်းရဲ့ထုံးစံမှာပဲဈေးရောက်နေရင်လေနော်အဲ့တော့အဲ့ဒါတွေအားလုံးကလည်းသူ့ဘက်ကမှားတာဖောင်းတာပဲသူနဲ့ကျမနဲ့ပြီးသွားတာကိုကျမတို့ကဒီအမေစုမွေးနေ့အတွက်ဒီပြည်သူတွေကိုလှူဖို့အတွက်ဟင်းတီးဟင်းရွက်လှူတဲ့ဟိုဟာရှိတယ်ပေါ့နော်မြင့်စောဆိုတဲ့လူကပရဟိတပေါ့အဲ့တော့အမေစုအတွက်မွေးနေ့အတွက်ကျမတသိန်းကျမအတွက်တသိန်းပြည်သူတွေကိုလှူဖို့အတွက်ဟင်းတီးဟင်းရွက်လှဲပေါ့အဲ့ဒီအောက်မှာလည်းမြင့်စောတို့ကဒီကျမကသူများတွေဆိုပြမွေးနေ့ကိုပတ်စုံနေလာတိမွေးနေ့ဒီလိုမျိုးဟင်းသင်းရွက်တစည်းအမေစုမွေးနေ့ဟင်းစင်းရွက်တစည်းအဲ့လိုမျိုးလေးထိုးပေးပါလားလို့ပြောလိုက်တဲ့အခါကျတကယ်လို့အမေစုအတွက်ထိုးမပေးနိုင်ဘူးဆိုမထိုးပေးဘူးပေါ့ကျမကိုဘက်ဆက်ပြောနိုင်ငံခြားနေပြီးဘာဖြစ်တယ်ညာဖြစ်တယ်သိတယ်မလားယောက်ျားကြီးတံမယ်နဲ့အဲ့လိုပြောကျမနဲ့မြေဆောင်နဲ့စကားပြောတော့ तू ကအောက်ကနေကျမစီမှာ message ရှိသေးတယ်ကျမပြန်ရှာပြီးတော့တင်ပေးအဲ့တော့ငါစီကနေပြီးတော့မှာတဲ့နိုင်ငံခြားသိပ္ပံနဲ့တက်နေတာ तू ကအဲ့လိုမျိုးမနာလို့ဖြစ်တာမနာလို့ဖြစ်လို့နိုင်ငံခြားကို तू ရောက်သွားတာပန်ဆယ်လိုအမေရိကန်မှာနေပြီးနောက်ပိုင်းမြန်မာပြည်ကိုပြန်လာမယ်ထင်လို့လား no ပြန်မလာဘူးမယုံကြည်ကြည့်လိုက်သူကအစကတည်းကနိုင်ငံခြားယူနေတာဆိုတော့အခါကျတော့ဒီတက်လိုက်ရဖြစ်တာကသူ့အတွက်ကခွင်ပဲအဲ့တော့အဲ့ဒီမှာ तू ဝင်ဆဲတယ်ဒါသူနဲ့မဆိုင်ဘဲနဲ့ဝင်ဆဲတာပြီးတော့တောင်ကိုရီးယားမှာ तू ကစာအုပ်လုပ်လို့လားမသိ तू စုရသေးတယ်ဒေါ်လာဘယ်နှထောင်လဲမသိနိုင်ငံရေးလုပ်ပြီးတော့ပဲ तू ကတက်သွားတာပဲနိုင်ငံရေးကိုအတိအကျလုပ်တာမဟုတ်ဘူးဟိုဘလိန်တီဘလိန်နဲ့ကျမတို့တော့ဘလိန်လို့ရမှာမဟုတ်ဘူးနော်ပန်ဆယ်လို့တစ်ချက်ပြောလိုက်မယ်ကျမအမှန်တရားနဲ့သွားမှာနင့်ကိုလည်းနင်ပြောအခု तू Facebook ပေါ်မှာတင်ထားတဲ့ဟာတွေအားလုံးလဲကျမတို့ကတလိုက်ရပြီးတော့မှပဲကျမတို့ဥပဒေရလုပ်ပြီးတော့မှဒီကောင်မဟိုအောက်ဆွဲချမယ်ဒီကောင်မလေပယ်မြင့်တယ်တခိုးအဆင့်မှာတော့မှဒီကောင်မကလေပါလေးနော်စကားကိုလက်တလုံးကြားနဲ့သူ့ကိုတနာအောင်ပါလှုပ်သွားတာတက်စီက2000ကုန်သွားလို့ပြီးတဲ့အခါကျတော့သူ့မြတ်တာစေစနာနဲ့ဟိုဒီပေါ့နော်လော့ကက်တီးရရင်တို့က2900လော့ကက်တီးက2,900အဲ့ဒါတွေနားမလဲဘူးလေကျမလူချင်တာကိုကျမကိုပေးလေကျမရဲ့အဲ့ဒီမှာပြန်ပေးရမယ်ဒယ်လီက2500တောင်မပေးတာပြီးတော့သူတို့ဘက်ကလာဖို့တဲ့ကောင်မလေးကကျမအက်လိုက်တဲ့အခါမှာသူတို့က NLD အကြောင်းကိုကောင်းကောင်းမသိဘူး NLD နဲ့လှုပ်ရှားတဲ့သူ NLD ရုံးချုပ်က anti တွေကိုတိတယ်ပါညာ NLD ရုံးချုပ်က anti တွေကကျမတို့ Genius Coffee က anti တွေပါနော်တိတယ်ပါညာနဲ့လှုပ်သွားတော့ဒီကလေးမလေးတွေကျမတိလိုက်တယ် NUG မတိ NLD ကိုမတိဖဲနဲ့ NLD ကိုနဲ့လှုပ်ရှားနေတာပဲလို့ကျမလည်းလှုပ်ပဲတိတာလှုပ်တိလိုက်တာပေါ့နော်သူတို့ပြောစကားရကျမလူတိုင်းကိုမအစ်ဘူးမတင်နဲ့တော့အစ်တယ်အခုလည်းပန်ဆယ်လူကကျမကိုတခိုးတလန်ဘောမှနဲ့ပြောသွားတယ်သူဒီထောင်းနဲ့အော်တိုကြမှာဖြစ်ပါတယ်ကျမအခါ200လားအခါ200မဟုတ်တာလားဆိုတာကိုပန်ဆယ်လူကတန်တဲပင်မော်ဘီမရောက်ခင်ပေါ့နော်တိုးကိတ်မရောက်ခင်မှာတန်တဲပင်မြောက်ပိုင်းမှာရှိတဲ့တက်နိုင်ဦးကျမတို့ဗီဒီယိုထဲမှာပါတဲ့တက်နိုင်ဦးစမ်းတီတာအေးတို့ကိုမေးကြည့်နိုင်ပါတယ်နော်သူတို့တာထက်ဆိုင်အောင်ပါထက်ဆိုင်အောင်ရဲ့မိန်းမကတော့မေသူအိမ်ယာကအိမ်ပေါ်မှာလေးနန်းခင်ခါအပြုံးဖြစ်ပါတယ်မေးကြည့်နော်ကျမတို့ကအဲ့ဒီ
ကျမနဲ့ပြဿနာဖြစ်တဲ့ကောင်လေးကိုကိုရီးယားမှာလိုက်ဖန်တယ်နောက်ကလိပ်စာအကုံအမားတွေနဲ့မြန်မာပြည်ကိုထွက်ပြေးတာဖြစ်ပါတယ်ပြီးတော့ပန်ဆယ်လူကနေပြီးတော့ကျမကတဲ့စိုးအိမ်တူကိုဒလန်တန်ယုံကိုတိုင်နေကျမစိုးအိမ်တူနဲ့ပတ်သက်ပြီးတော့စိုးအိမ်တူကအဆင့်မရှိဘူးနင်းတို့ဒါအထင်ကြီးလုံနေတာသူစိုးအိမ်တူနဲ့ပတ်သက်ပြီးတန်ယုံကိုတိုင်တာလည်းမရှိသလိုစိုးအိမ်တူနဲ့ပတ်သက်ပြီးတော့ဒလန်လှုပ်เสียရလည်းမရှိသလိုစိုးအိမ်တူရဲ့အကောင့်တွေကိုပြန်ကြည့်အရင်နေ့ကကျမရဲ့ Facebook မှာ like ထဲမှာရှိတယ်စိုးအိမ်တူကသူ့ကိုဒလန်ဖြစ်တဲ့ဆိုကြောင့်သူတခါမှပြောမထားဘူးနော်သူတို့ကအဲ့လိုမျိုးဗီဒီယိုဖိုင်တွေရှိပြီဆိုရင်တော့ကျမကိုရွှေမိုးတို့ရဲ့ Telegram ထဲမှာအဲဘာဒလန်လို့ပြောနေတာဟိန်းစော်ညိုတွေဒလန်လို့ပြောနေတာငွေပူးတို့ဒလန်တွေပြောနေတာအားလုံးတက်သေးတွေရကုန်မှာပေါ့အခုဟာကျမစိုးအိမ်သူကိုအကြောင်းပြောပြီးနောက်ပိုင်းမှာဒီလိုက်လွင်ပြီးတော့မှဒီလိုလောက်ကျန်တဲ့ဇလန်းဆိုတော့ပါဆယ်လိုကလူဆိုရင်လူလိုတည်တဲ့နဲ့ပါဆယ်လိုโอเคပြီးတော့နောက်တစ်ချက်ကအလူငွေတွေနဲ့ကိစ္စငါတစ်နှစ်ပဲကောက်တာငါရဲ့ hero charity tin link ကိုကျမရဲ့ Facebook မှာကျမတင်ထားတယ်ဝင်ကြည့်ပါလူစိန်အကုန်ရှိတယ်ကျမအဲ့ဒီချိန်ကဒီလွတ်တော်မှတ်တွေကိုလှူတာဖြစ်တဲ့အတွက်အားလုံးတက်သေးချပြမှာပါစီရီယန်နေဆိုလဲစီရီယန်နေရဲ့ကျမတို့မှတ်ပုံတင်တွေအကုန်ရှိပါတယ်ပန်ဆယ်လိုပြောလိုက်ပါအဲ့ဒီစီရီယန်သမားတွေရဲ့အတွက်တာဝန်ယူလာလို့အဲ့ဒီမှတ်ပုံတင်တွေအားလုံးချပြရမှာလားလို့ပန်ဆယ်လိုတစ်ချက်ပဲတော့မေးပေးပါဟုတ်ပြီနော်ပန်ဆယ်လူကတော့ဝတ်ခံရမှာဖြစ်ပါတယ်ထောင်ထဲကြခံရမှာပါပန်ဆယ်လူငါမျက်လုံးထဲမှာမြင်နေတယ်ငါကလေ100ရာခိုင်နှုန်းလူလိန်တွေကိုပဲကျမကနှိမ်နေတာဖြစ်ပါတယ်ပန်ဆယ်လူက90လူလိန်90လူကောင်းဟန်ဆောင်ထားတာပါဒါကြောင့်မလို့ပန်ဆယ်လူကအရန်ပါနဲ့ပါတယ်လို့ပြောတာပါပန်ဆယ်လူထိုးချဖို့ဆိုရင်တိတိကျကျလုံမရမယ်ပန်ဆယ်လူရဲ့စကားတွေကလက်တလုံးကြားတွေဖြစ်ပါတယ်โอเคเนาะပန်ဆယ်လူနဲ့ပတ်သက်ပြီးတော့ပြောတာတွေနဲ့ပတ်သက်ပြီးကျမရဲ့ Facebook မှာလည်းကျမတေးကြအောင်လိုက်လွှင့်ပေးမှာဖြစ်ပါတယ်ပန်ဆယ်လူဟာပါလေးနဲ့လဲပါတယ်နော်လက်တလုံးချခိုးတာလက်တလုံးချလဲလို့ပန်ဆယ်လူကိုလုံရင်သတိကြီးထားရပါမယ်ပန်ဆယ်လူကဂျဘိုးကိုလိတ်ဖြစ်အောင်ပြောတတ်တယ်လို့လိတ်ကိုလည်းဂျဘိုးဖြစ်အောင်ပြောတတ်ပါတယ်သတိထားပါမယ်နော်ပန်ဆယ်လူကဇနီလာထေးကိုလာပြီးတော့ဘောမဒလန်ဖြစ်တဲ့ပန်ဆယ်လူကအော်တို2နှစ်ဇနီလာထေးတရားဆွဲမှာဖြစ်ပါတယ်ဒလန်နဲ့ပတ်သက်ပြီးထောင်ဒဏ်2နှစ်ကတော့အသေးချဖြစ်သွားပြီအဲ့တော့ကျမ2021တစ်နှစ်ကောက်ထားတဲ့အလူငွေတွေကိုလည်းကျမကအမြဲတမ်းပြောပါတယ်သတင်းစာရှင်းလင်းပွဲတက်လိုက်ရပြီးလုပ်ပေးမှာပါကျမစိတ်ထဲမှာတက်လိုက်ရပြီးဖို့ပဲအမေစုလုပ်ဖို့ပဲမျောလင့်တာပါပန်ဆယ်လူပြောဆိုအမေစုနေရာတွေပါတယ်ပန်ဆယ်လူနဲ့ကျမနဲ့အဲ့ဒီစကားတွေပြောဖို့အဆင့်ရှိတဲ့ဆက်ဆံရေးလားဆိုတာအားလုံးစဉ်းစားသင့်ပါတယ်မပိန်းပါနဲ့လို့ပြောချင်ပါတယ်ပန်ဆယ်လူအကြောင်းကိုကျမ like တီးတန့်လာပါမယ်ကျမနဲ့ပတ်သက်ပြီးတော့ပန်ဆယ်လူဆွဆွဲထားတာကိုပဲလိုက်လာပါမယ်ကျန်တာကပန်ဆယ်လူကတရားအမှုတွေရင်ဆိုင်နေရတာဖြစ်ပါတယ်ကျမတို့ကဒီနိုင်ငံမှာကကျမတို့ကိုတိုင်ထားတာတွေကျမတို့ကတိုင်ထားတာတွေအားလုံးကတော့ဒါကအသေးရဖြတ်မှုလောက်ပဲပန်ဆယ်လူကတော့ငွေလွှဲသုံးစားမှုဖြစ်ပါတယ်နော်ကျမတို့တက်ပိုမြင်ပါတယ်နောက်ပိုင်းလာမှာပါကျမတို့တကူတလန်ပြောတဲ့အတွက်လည်းထောင်အော်တို2နှစ်ဖြစ်ပါတယ်ဒါလေးကို share ပေးစီချင်ပါတယ်